မိုင်းဦးတွေကရေမြေချင်းထိစပ်နေပြီးယဉ်ကျေးမှုနဲ့ကိုးကွယ်ယုံကြည်မှုချင်းနီးကပ်ခဲ့ကြတဲ့အိန္ဒိယနဲ့မြန်မာနိုင်ငံရဲ့တတမန်ရေးရာချစ်ကြည်ရင်းနှီးမှုကိုပုံမခိုင်မြဲစေဖို့အတွက်ဗုဒ္ဓပွင့်တော်မူရာတန်ရှင်းမွန်မြတ်တဲ့ဗုဒ္ဓဂါယာမြေစီကိုချစ်ကြည်ရေးခီးစဉ်အဖြစ်လှမ်းလည်ခဲ့ပါပြီဒီခီးစဉ်ဟာရိုးရိုးခီးစဉ်တစ်ခုတည်းမကပဲနှလုံးသားချင်းနီးစပ်စေမဲ့ဓမ္မခီးစဉ်တစ်ခုလည်းဖြစ်ပါတယ်ဘာသာရေးနဲ့ယဉ်ကျေးမှုဟာအိန္ဒိယမြန်မာဆက်ဆံရေးရဲ့အင်အားအကောင်းဆုံးတရားတစ်စင်းပါတန်ရှင်းမွန်မြတ်တဲ့ဗုဒ္ဓပွင့်တော်မူရာဘောဓိညောင်ပင်အောက်ကအတူတကွဆူတောင်းတန်တွေဟာနိုင်ငံပြည်သူတွေရဲ့ငြိမ်းချမ်းရေးနဲ့တာယာဝပြောရေးကိုတည်ဆောင်လာပြီးတဲ့မြင်ကွင်းတစ်ခုအဖြစ်မြင်တွေ့ရမှာပါရိုးရာချင်းနီးစပ်ပြီးစိတ်နေသဘောထားချင်းတူညီကြတဲ့အိမ်နီးချင်းကောင်းပြီးရင်းနှီးပွင့်လင်းတဲ့နီနောဖလှယ်မှုတွေကတစ်ဆင့်နောက်အနာဂတ်အတွက်ပုံမူကောင်းမွန်တဲ့ပူးပေါင်းဆောင်ရွက်မှုအခွင့်အလမ်းတွေကိုလည်းဖော်ဆောင်နိုင်ခဲ့ကြပါတယ်နမောတစ္ဆာဘဂဝတုအာရဟတောသမ္မာသမ္ဗုဒ္ဓัสสะနမောတစ္ဆာဘဂဝတုအာရဟတောသမ္မာသမ္ဗုဒ္ဓัสสะနမောတစ္ဆာဘဂဝတုအာရဟတောသမ္မာသမ္ဗုဒ္ဓัสสะဣတိပိသောဘဂဝါအိန္ဒိယနိုင်ငံနဲ့မြန်မာနိုင်ငံရဲ့တန်တမန်ရေးဟာလွန်ခဲ့တဲ့နှစ်ပေါင်း80ကျော်1948ခုနှစ်ကတည်းကတရားဝင်စတင်ခဲ့တာမှန်ပေမယ့်တကယ်တမ်းချစ်ကြည်ရင်းနှီးမှုကတော့နှစ်ပေါင်းထောင်ချီကတည်းကဘာသာရေးနဲ့ယဉ်ကျေးမှုတွေအရစတင်ခဲ့တာပါအိန္ဒိယနိုင်ငံဟာဗုဒ္ဓဘာသာစတင်ထွန်းကားရာမြေဖြစ်ပြီးမြန်မာနိုင်ငံကလည်းဗုဒ္ဓဘာသာသာသနာစတင်ထွန်းကားပြန့်ပွားရာအရာဖြစ်တာကြောင့်ဘာသာရေးအရာနက်နက်ရှိုင်းရှိုင်းဆက်နွယ်နေပါတယ်ဒါအပြင်နိုင်ငံပြည်သူအချင်းချင်းကြားမှာလည်းညီကိုရင်းပမာရင်းနှီးမှုစိတ်ဓာတ်တွေလည်းအစဉ်အမြဲကိန်းအောင်လုပ်နေပါတယ်
လည်းဒီလိုမျိုးနဲ့ဒီရောက်နေရနေတာဒီ ဗုဒ္ဓဂယာချစ်ကြည်ရေးခီးစဉ်ဟာအောင်မြင်စွာနဲ့ပြီးမြောက်သွားခဲ့ပါပြီဒီချစ်ကြည်ရေးခီးစဉ်ကပေးစွမ်းလိုက်တဲ့ကြက်လက်တွေနှွေးထွေးမှုတွေနဲ့ဓမ္မရဲ့ငြိမ်းချမ်းခြင်းအရေးအာဝါဒတွေကတော့နိုင်ငံပြည်သူတွေရဲ့နှလုံးသားထဲမှာရိုးရာအစဉ်လာတစ်ခုလိုဆက်လက်ရှင်သန်နေမှာပဲဖြစ်ပါတယ်ရေခင်ကလေးကခိုင်မာခဲ့ကြတဲ့အိန္ဒိယမြန်မာချစ်ကြည်ရေးဟာအနာဂတ်အဆက်ဆက်တိုင်းပုံမူခိုင်မြဲနေမှာဖြစ်ပါကြောင်းနိုင်ငံတော်သမ္မတရုံးသတင်းနဲ့ပြန်ကြားရေးဗျူရို PPIB ကနေဂုဏ်ယူစွာနဲ့မှတ်တမ်းတင်ရိုက်ကူးလိုက်ရပါတယ်